ခွေတိုးရေယူကဝဲအတူကြီးမလို့အတူကြီးပြောတာဟာအတူကြီးမလို့အတူကြီးပြောတာမင်းကဘာစကားကြီးထပြောနေတာတော့အခုပဲကြည့်လေကွာအမလောင်း28နေရမပြန်ရသေးဘူးနိုင်နေပြီဆိုတော့ဒါမဲခိုးထားလို့ပေါ့ကွာအတူကြီးမှုလို့ပေါ့ကွာဟမ်ခွေတိုးရဲ့ကြံ့ဖို့ခင်ရပြောတယ်အမလောင်း28နေရမပြန်ရသေးဘူးနိုင်နေပြီဆိုတော့ဒါမဲခိုးထားတာပေါ့ကွာအတူကြီးပေါ့ခွေတိုးရဲ့ဟမ်ခွေတိုးရဲ့မင်းတို့အနုပညာဓမ္မဖက်ခွက်စားရင်နော်အနုပညာဓမ္မဖက်ခွက်စားရင်ကျန်တဲ့အနုပညာဓမ္မတွေကိုပြောတာမဟုတ်ဘူးမင်းတို့အနုပညာဓမ္မတွေဖက်ခွက်စားတွေကိုပြောတာမင်းကဒီရွေးကောက်ဝဲအတူကြီးပါလို့ဘသူကပြောမှာငါတို့ပြည်သူတွေကပြောတာအတူကြီးမို့လို့အတူကြီးပြောတာအခုပဲမင်းကြည့်ပါလားအမလောက်28နေရမပြန်ရသေးဘူးနိုင်နေပြီဆိုတော့ဒါမဲခိုးထားလို့ပေါ့ကွာမဲခိုးထားလို့ပေါ့ခွေတိုးရဲ့မင်းတို့အနုပညာဖက်ခွက်စားတွေဟာလေတကယ်မှတာကူးမှတကယ်တာကူးအစ်စ်တွေဒီခွေးချဘူးကတာအာနာထမသိမ်းဘူးဆိုရင်အမေစုများအုပ်ချုပ်လိုက်ရင်မင်းတို့အမေစုနားခွာမှာမဟုတ်ဘူးနော်အမေစုရေလဲချိုးရမှာမဟုတ်ဘူးမင်းတို့ရှာဆောင်နေနဲ့ရက်လို့ပြောင်းနေမှာနော်မင်းတို့အနုပညာဖက်ခွက်စားတွေတချိန်တော့ကြတော့သူတို့ပဲလက်သုံးချောင်းနေထောင်ခဲ့ပြီးတော့မလာကိုအပြစ်တွေပြောခဲ့တာအခုကြတော့မလာခွေးချဘူးမှခွေးချဘူးမင်းတို့မှတာကူးအစ်စ်တွေဖက်ခွက်စားတွေအနုပညာဖက်ခွက်စားတွေပြည်သူကကျွေးတဲ့ထမင်းစားပြည်သူကပေးတဲ့ပတ်စံကိုမင်းတို့ယူပြီးတော့ပြည်သူကျေးဇူးကမ်းတဲ့ကောင်နော်အမှန်မလောင်း28နေရမပြန်ရသေးဘူးနိုင်နေပြီဆိုတော့ဒါပြည်သူတွေရှိရမဲခိုးထားလို့ပေါ့ကွာနော်သူတို့မဲခိုးထားလို့ပေါ့ဘယ်ပြည်သူကမဲပေးထားလေးတို့နိုင်နေပြီဆိုတော့ဒါသူတို့အကွက်ကြကြလောက်ထားတာဒီရွေးကောက်ပွဲကခွေးတိုးရဲ့ဒီရွေးကောက်ပွဲအကွက်ကြကြလောက်ထားတာမဲခိုးထားပြီးသားလေကွာခိုးထားပြီးသားမို့လို့နိုင်တယ်လို့ဘိုင်းဒီပြောရဲတာပေါ့ကွာခွေးတိုးရဲ့ဒါမင်းတို့ကဘာကြီးတော့ဟမ်ဒီရွေးကောက်ပွဲကအတူကြီးပါအတူကြောင်ကြီးပါဆိုတော့မင်းတို့ကအတူကြီးမလို့အတူကြီးပြောတာလေကွာဘယ်သူမှမပြောပြည်သူတွေကပြောတာခွေးတိုးရဲ့မင်းတို့အနုပညာသမားကြီးရတယ်တကယ်လုံးလုံးဖက်ခွက်စားတယ်